ပုံမြင်အမည်ရွှေငှက်ကလေးနှင့်မြေကြီးပေါ်ကတစ်ပင်ကြီးတခါတုန်းကမြေကြီးပေါ်မှာတစ်ပင်ကြီးတစ်ပင်ရှိပါတယ်ဒီတစ်ပင်ကြီးဟာအရန်ကိုကြီးမားပြီးတကိုင်းတွေကလည်းကျယ်ပြန့်လာပါတယ်တစ်ပင်ကြီးရဲ့အရွက်တွေဟာစိမ့်လန်းပြီးလေတိုက်တိုင်းရွှေရွှေလေးတွေလှုပ်ရှားနေသလိုဖြစ်နေပါတယ်ဒီတစ်ပင်ကြီးပေါ်မှာရွှေငှက်ကလေးတစ်ကောင်နေထိုင်ပါတယ်ရွှေငှက်ကလေးဟာအရန်ကိုလှပပြီးသူ့ရဲ့အမွှေးတောင်တွေဟာနေရောင်နဲ့တွေ့တဲ့အခါရွှေရောင်တွေလက်နေသလိုဖြစ်နေပါတယ်ရွှေငှက်ကလေးဟာတစ်ပင်ကြီးရဲ့အပေါ်ဆုံးကိုင်းမှာနေပြီးနေတိုင်းသချင်းလေးတွေဆိုလေးရှိပါတယ်တနေ့မှာတော့ရွှေငှက်ကလေးဟာတစ်ပင်ကြီးရဲ့အောက်ခြေမှာငိုနေတဲ့ကလေးတစ်ယောက်ကိုတွေးလိုက်ပါတယ်ကလေးဟာသူ့ရဲ့ပျောက်ဆုံးနေတဲ့ကစားစရာရုပ်သေးကောင်လေးကိုရှာနေတာပါရွှေငှက်ကလေးဟာကလေးကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ရွှေငှက်ကလေးဟာတစ်ပင်ကြီးရဲ့အကိုင်းတွေပေါ်ကိုပြန်တန်းပြီးကလေးရဲ့ရုပ်သေးကောင်လေးကိုရှာဖွေပေးပါတယ်နောက်ဆုံးမှာတော့တစ်ပင်ရဲ့အရွက်တွေကြားထဲမှာရုပ်သေးကောင်လေးကိုတွေးလိုက်ပါတယ်ရွှေငှက်ကလေးဟာရုပ်သေးကောင်လေးကိုယူပြီးကလေးစီကိုပြန်တန်းလာပါတယ်ကလေးဟာသူ့ရဲ့ရုပ်သေးကောင်လေးကိုပြန်ရတဲ့အတွက်အရန်ကိုဝမ်းသာသွားပါတယ်ရွှေငှက်ကလေးကိုကျေးဇူးတင်ပြီးသူ့ရဲ့တခြင်းလေးတွေကိုနားထောင်ဖို့ဖိတ်ခေါ်ပါတယ်ရွှေငှက်ကလေးဟာကလေးနဲ့အတူတခြင်းလေးတွေဆိုပြီးပျော်ရွှင်စွာနေထိုင်သွားပါတယ်ဒီပုံမြင်လေးကနေသင်ခန်းစာတစ်ခုရပါတယ်ကူညီဖို့လိုအပ်တဲ့သူတွေကိုကူညီပေးခြင်းဟာပျော်ရွှင်မှုတွေကိုဖန်တီးပေးနိုင်ပါတယ်